တခါတည်းရဘာကြီးမိုးတဲ့လုံသမားလူလာတဲ့ခေါ်ပါလာတဲ့ပြောကြခေါ်ချင်တာပေါ့ပြီးစရာကိုလည်းပတ်စံမရှိဘာလို့လဲဆိုတော့ပတ်စံမရှိတာရှာပေးလို့ရပါတယ်တခါလေးလုံသမားဆိုတာကကိုကလုံသမားလို့ဆက်ဆံတာမဟုတ်ဘူးရွှေမျိုးသားချင်းကြီးကိုမောင်နှမလို့ဆက်ဆံခိုင်းလိုက်ရင်တချို့ရဲ့လုံသမားရဲ့အုံနောက်ကဒါလှုပ်ဆိုဒါပဲလှုပ်ဟိုကမလှုပ်ဥမာဗျာအများကြီးမကြည့်နဲ့ငါပြောပင်နေထောက်ဖို့ရဝါးလေးခုတ်ခဲ့အောင်ဥမာဒီဝါးတဲ့ထောက်မှာဒီပင်ဗျာစောပိုင်းဝါးနဲ့ဖြစ်မှာလားမစင်းစားတခါလေတွေ့ရတယ်ကိုတွေလည်းမရှိတဲ့ဘဝလုံသမားဘဝကနေလာခဲ့တာတချို့တတိတွေဆိုရင်သူတို့လိုတာထက်ကိုပူအောင်လုပ်ပြီးတချို့လှုပ်ရှင်တွေဆိုဟာတော်လိုက်တာကိုအမြဲတမ်းချိန်မုန်းတယ်တကယ်လှုပ်ပေးတာဟိုတော့တောရကြောင်ဘုံကြီးတပါဟာတဲ့ကိုမိုးတဲ့ကွန်းရွက်ဝယ်ခဲ့အောင်တဲ့ကွန်းရွက်တယ်မဟုတ်ကွန်းသီးရောထုံရောဆေးရောတန်းဝယ်သွားတယ်အဲ့လိုဗျခုတကလေလုံသမားတွေမနဲ့လင်းလို့လာရင်ဟာကွန်းရွက်ဝယ်ခဲ့အောင်မေ့သူတို့စားဖို့ကိုစားဖို့မဟုတ်ဘာဝယ်ခဲ့အောင်မေ့လုံးမရှိရင်ကြတော့တချို့မျက်နှာငယ်လေးနဲ့တကယ်လှုပ်ပြီးတော့မလှုပ်ချင်ဘူးရေဟိုဟာရှိလို့ဒါရှိလို့အဲ့လိုတွေကများနောက်သူတို့ခေါ်ခိုင်းရင်ဒါလှုပ်ဆိုဟိုဟာလွယ်ဟိုဟာလှုပ်ဆိုဒါလှုပ်အဲ့ကြကိုကဘိုးပင်မန်းတယ်ဘိုးပင်မန်းတော့သိမခေါ်ကျင်တော့ခုနောက်ပိုင်းကိုယ်တိုင်ပဲဖိုက်တော့တာငါကလည်းကိုယ်တိုင်ဖိုက်တာကိုယ်တိုင်လှုပ်တာနောက်ပိုင်းနည်းနည်းလေးတတ်တာမယ်နားချိန်လေးလည်းရောက်ပြီဆိုပြီးတော့နေပြန်တော့သူတို့ကခိုင်းရတာအစင်မပြေတော့နိုင်တဲ့လောက်ကိုယ်တိုင်လှုပ်ပြီးတော့ရောင်ရဲတင်းတိမ်လိုက်တာဒါစိတ်ချမ်းသာဆုံးပဲဗျာနော်တကယ်မနဲ့လင်းသူအစားဘကိုကချက်ကတဲ့ဒါပြောပြတာဗျသူတို့ကအေးဆေးရောက်လာဘိုးဘက်ချိန်တိုင်းပြန်မယ်ပြီးတာမပြီးတာလှုပ်တာမလှုပ်တာစိတ်ကူးလည်းမရှိဘူးတချို့ဆိုရင်တော်တော်များများတွေ့ရတယ်ကျွန်တော်နေရတယ်မဟုတ်ပါဘူးကျွန်တော်မှတချို့ကိုနဲ့ရင်းနဲ့မိတ်ဆွေတဲ့ခြံတွေခိုင်းထားတာတွေရှိတယ်လူငါးတွေအများကြီးဒါလေးလှုပ်ဟေးသူတို့ကအပူတောင်ပေးသေးတယ်မလှုပ်ကြဘူးဒီခြံတွေမဟုတ်ဘူးနော်ဟောကျွန်တော်စင်ကောင်းတောင်ဘက်တွေကြောက်စဲပဲမြစ်သားဥပမာပြောပြတာဟောပျော်ပွဲသူတပြက်ခြံတွေလည်းရှိတယ်ကျွန်တော်မိတ်ဆွေတွေလုံသမားတွေကျွန်တော်ကခေါ်ပြီးတယ်ဟာခေါ်ပြီးမလှုပ်ကြဘူးစိတ်တွေညစ်အဲအကြောင်းမို့တချို့လှုပ်ရှင်တွေလည်းကိုကပြောတယ်နိုင်တဲ့လောက်သာလှုပ်စိတ်ချမ်းသာအောင်သာနေမလွယ်ဘူးအဲကြောင့်ကျွန်တော်ကလည်းကျွန်တော်ဆိုတခါလေးလုံသမား10ယောက်ထိရှိတယ်တရက်ထဲမဟုတ်ဘူးနော်တခါလေး3-4လဒါပေမဲ့အဲ့ဒီထဲမှာမှဘလို့လူကတိုးတက်မလဲဘလို့လူကဖြတ်ထိုးညံကောင်းလဲဆိုတော့ကျွန်တော်သိရတယ်ဟိုးမြောင်နာတောင်ပေါ်ရွာလေးမှာတော့ကျွန်တော်ရဲ့ညီလိုနေတာတယောက်ရှိတယ်ဗျသူကတော့ကျွန်တော်ကိုကိုကြီးဆရာနဲ့ခေါ်သူကကြာအကုန်လုံးတော်တယ်ဗျသူကစိတ်ကောက်တတ်တာတခုကတော်ဆိုးတယ်အဲ့ကလေးကလေတပည့်လို့ခေါ်တာပေါ့တချို့တော့တပည့်လို့ခေါ်တာပေါ့ကျွန်တော်ကတော့မုံညီကိုတွေပဲလုံသမားလို့ခေါ်ဘူးအဲ့ညီကိုတွေထဲမှာဒါပေမဲ့စိတ်မညစ်ဘူးသူတို့ခိုင်းလိုက်တခုလွှဲရင်သူတို့ကိုကြည့်ပြီးတော့မှန်တိုင်းပြောရင်တော့ဗျလူလောကတန်ဝေကတရားတွေရတာတော့အများကြီးပဲအဲကြောင့်မို့ဖြင်းတဲ့လူလဲကျွန်တော်ကပေါင်းတာပဲတော်တဲ့လူလဲပေါင်းတာပဲနော်ကုံပေါင်းတယ်ပြည့်မထားဘူးအဲ့ဒီထဲမှာဒါကကောင်းတယ်ဒါကမကောင်းဘူးဆိုကို့အတွက်သင်ငန်းစာနဲ့တန်ဝေကားတွေရပြီးတော့ကိုတိုးတက်ရလန်းတွေကအဲ့လိုလူတွေအများကြီးပေးတတ်တယ်ဗျတခါလေးနော်ဥပမာပန်းလေးတွေလှလိုက်တာမလှတဲ့ရာဝတ္ထုတစ်ခုမြင်တော့လေဟာမလှဘူးကွာဆိုဒေါသဖြစ်လှလိုက်တာဆိုတော့လေလူချင်းတက်မှတ်မှုနဲ့ခင်တွေ့စရာလေးဖြစ်ဒါပါပဲဗျနော်စိတ်ဆန္ဒတစ်ခုဟာတိကကြပါတယ်စိတ်တွေနဲ့လောကတဲ့လောကကြီးကိုစိတ်ကဥဆောင်ပါတယ်တဲ့ဗျာခုဒေါသဖြစ်သွားရင်လဲဘသူပူလောင်တော့ကိုပဲပူလောင်ရတာပါဗျာနော်ပန်းမနာကလို့မွေးတဲ့ပန်းမနာကမှုေးတာပဲဗျငရုတ်သီးစားလို့စက်တဲ့ငရုတ်သီးနဲ့တူရင်စက်တာပဲဗျာနော်